Ramesh ပြောပြခဲ့တဲ့အတိုင်းပါပဲအဲ့ဒီနေရာကတကယ်ကိုထပ်တူကျနေခဲ့တယ်မြို့ပြနဲ့ဝေးကွာပြီးတော့လူသူစိတ်ငြိမ်တဲ့အရက်ကြည့်လိုက်တာနဲ့တင်ပြိုပြတ်တော့မဲ့ပုံပြက်ပန်ပြက်အဆောက်အဦကြီးတစ်ခုလိုပဲဒါပေမဲ့လည်းတစ်ဖက်ကပြန်တွေးချင်တော့ကောင်းပါတယ်အနည်းဆုံးတော့ဒီနေရာမှာမြို့ပြရဲ့စုညံတန်တွေရှုပ်ထွေးမှုတွေကြားရမှာမဟုတ်တော့ဘူးလေဒီဝါကတယောက်အော်တိုဆရာကိုပတ်စံရှင်းပေးလိုက်ပြီးအဲ့ဒီသစ္စာဟောင်းကြီးရဲ့အထက်ကိုဖြည်းဖြည်းချင်းခြေလန်းလန်းဝင်ခဲ့လိုက်တယ်အထဲကိုရောက်တော့ပပတ်လင်မှာကြီးမားလာတဲ့တစ်လုံးကြီးတွေတောင်လိုပုံနေရာကိုတွေ့ရတယ်။နံရံဘေးတွေမှာလည်းတန်ကြီးတက်နေတဲ့လွှတွေတန်ခွင်းဆက်ကျူတွေနဲ့ဖုံထက်ထက်တက်နေတဲ့ဆက်ပစ္စည်းအကျိုးပဲတွေနေရာအနှံ့ရှိနေတာ။အပေါ်မျက်နှာချက်မှာဆွဲလောင်းထားတဲ့မီးဟောင်းတွေကနေထွက်နေတဲ့ဝါချင်းချင်းမီးလျာကမိတ်တုံဖြစ်နေတယ်။အဲ့ဒီမီးအောင်ကတစ်ဆက်တစ်ခုလုံးကိုပို့ပြီးတော့တောင်ကြောက်မဖွယ်ကောင်းခြောက်လန့်နေတယ်လို့ပဲဒီဝါကတကယ်ကိုထူးဆန်းတဲ့နေရာပဲဒီဆက်တွေနဲ့တစ်တုံးကြီးတွေကိုကြည့်ရတာဒီတစ်ဆက်ကတော်တော်လေးတက်တန်းရင့်နေပြီထင်တယ်ဒါပေမဲ့ဒီလောက်ချိန်တဲ့နေရာမှာဘာလို့လူတယောက်မှမတွေ့ရတာပါလဲဟိုဘက်ကိုနည်းနည်းလောက်ထပ်သွားကြည့်အောင်ပါတယောက်ယောက်ရှိနေနိုင်တာပဲဒီဝါကတယောက်တစ်ဆက်အချိန်တွေကိုလိုက်ကြည့်ရှုနေတော့ရုတ်တရက်ဆိုသလိုသူ့နောက်ဘက်ကတန်ကြီးတက်နေတဲ့ဆက်ကြီးတစ်လုံးရဲ့အမောင်ရိပ်ထဲမှာတောက်ပနေတဲ့မျက်လုံးတစ်စုံကိုလှမ်းမြင်လိုက်ရတယ်။အဲ့ဒါကိုမြင်လိုက်ရတာနဲ့တင်ဒီဝါကာရဲ့ခြေလမ်းတွေအလိုလိုတုံ့ကနေရပ်သွားပြီးနှလုံးခုန်တန်တွေမြန်ဆန်လာခဲ့တယ်။ဒီဝါကာအဲ့ဒီမှာဘာလုပ်လဲ။ရှေ့ကိုထွက်ခဲ့စမ်း။အတိအကျအဲ့ဒီချိန်မှာပဲတစ်ဆက်ရဲ့အထဲပိုင်းအမောင်တွေကနေတန်ချောင်းတစ်ခုခုကိုဆွဲရွတ်သွားတဲ့ဆူရှရှအတန်ကြီးထွက်ပေါ်လာပြန်တယ်။ဒီဝါကချက်ချင်းပဲအတန်လာရဘက်ကိုလှည့်ကြည့်လိုက်မိတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာဘာမှမရှိဘူး။ဒီဝါကဘာလို့လဲဗျာ။အာဘာလို့ပဲဖြစ်ဖြစ်ရှေ့ကိုထွက်ခဲ့ပါ။ဒီဝါကပြောလို့တောင်မဆုံးသေးဘူး။ခုနကအမောင်ထဲကတောက်ပနေတဲ့မျက်လုံးတစ်စုံကဒီဝါကစီကိုဂျုံကနေအရှိန်ဟုန်နဲ့ပြေးဝင်လာပြီးသူ့မျက်နှာကိုကပ်ပစ်လိုက်တော့တာပဲဒီဝါကအာခဲကြပါဦးဖဲစမ်းငါ့လို့တွားစမ်းဟဲ့တခင်မရှိရဲ့ကြောင်စုပ်တွားစမ်းဒီကနေမပြင်းရိုက်သက်ပြစ်မယ်ဒီဝါကသတိပြန်စူးစီးပြီးကြောက်လန့်နဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့အဲ့ဒါကတောကြောင်တစ်ကောင်ဖြစ်နေတယ်အဲ့ဒီကြောင်ကဒီဝါကဒီနေရာကိုရောက်လာတာကိုအလိုမကျသလိုမျိုးအခုထိဆူဆူဝါစိုက်ကြည့်နေတော့မယ်ဒီဝါကတကယ်ကိုကြောက်စရာကောင်းတဲ့ကြောင်ပဲသူ့ကိုဒီကနေမောင်းထုတ်ပေးပါအောင်နေအောင်ငါကြည့်ရှင်းလိုက်မယ်တွားစမ်းဒီကထွက်သွားမတွားရင်ထိုင်ရိုက်ခံရမယ်နော်ဟာအဲ့ဒီလူက6လန့်လိုက်တာနဲ့တင်ကြောင်ကအမောင်ထဲကိုချက်ချင်းပြောက်ကွယ်သွားခဲ့တယ်အခုသာအချိန်မီရောက်မလာရင်အဲ့ဒီကြောင်ကကျွန်တော်အသက်ကိုပါရန်ရှာတော့မလားပဲအဲ့ဒါတောကြောင်ရိုင်းပြအမြဲတမ်းလူစိမ်းတွေကိုမြင်အဲ့လိုရန်လိုတတ်တယ်ဒါနဲ့မင်းကဒီကိုတက်ရောက်တဲ့လုံခြုံရေးကတ်တင်တယ်ဟုတ်ကဲ့ကျွန်တော်နာမည်ကဒီဝါကပါအော်ငါမင်းကိုစောင့်နေတာငါနာမည်ကဆက်ကြီးချောင်ဟန်တဲ့လာရုံးခန်းထဲသွားပြီးစကားပြောရအောင်အဲ့လိုပြောပြီးအဲ့ဒီလူကဒီဝါကကိုရုံးခန်းငယ်လေးထဲခေါ်သွားခဲ့တယ်အထက်ကတစ်သားစပွဲပေါ်မှာတော့ဖုန်တက်နေတဲ့မှတ်တမ်းစာအုပ်အဟောင်းကြီးတော့ရှိနေတယ်သူအားဒီစာအုပ်ကိုယူပြီးဒီဝါကရဲ့နာမည်ကိုမှတ်တမ်းသွင်းလိုက်တယ်မင်းရဲ့တာဝန်ကတစ်ဆက်ရဲ့အပြင်ဘက်နဲ့တစ်ဆက်ရဲ့အနောက်ဘက်ခြမ်းမှာဖြစ်လိမ့်မယ်မင်း CCTV စက်ခရင်တွေကိုတေချာစောင့်ကြည့်နေရမယ်ပြီးတော့တကယ်ကိုအရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်ဒီတစ်ဆက်မှာမဖြစ်မနေလိုက်နာရမယ်တင်းကျပ်တဲ့စည်းကမ်းချက်တွေရှိတယ်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဒါကိုမင်းလိုက်နာရလိမ့်မယ်ပထမဆုံးစည်းကမ်းညတကောင်အချိန်တနာရီကျော်တာနဲ့
မင်း CCTV အခန်းထဲမှာပဲနေရမယ်ဘလို့အကြောင်းပြချက်မျိုးနဲ့မှအပြင်ကိုပေးမထွက်ဘူးဒုတိယစီကံအကယ်၍အပြင်ဘက်ကနေဘလို့ထူးဆန်းတဲ့အတန်မျိုးပဲကြားရမင်းအပြင်ထွက်မကြည့်ရအောင်ပြီးတော့ပြန်ပြီးတော့လည်းအတန်မပေးရအောင်ဘာပဲဖြစ်ဖြစ်မင်း CCTV screen ပေါ်ကနေပဲမြင်ရလိမ့်မယ်တတိယမြောက်နဲ့အရေးကြီးဆုံးစီကံညဘက်မှာလုံးဝမအိပ်ရအောင်တစ်စက္ကန့်လေးတောင်မျက်စိမှိတ်လို့မရအောင်သဘောပေါက်လားဗျာဟုတ်ကဲ့ကျွန်တော်ကောင်းကောင်းနားလည်ပါပြီမန်နေဂျာထွက်သွားတာနဲ့တင်ဒီဝါကလည်းသူ့ရဲ့တာဝန်ကိုစတင်ထမ်းဆောင်ခဲ့တော့တယ်အချိန်တွေကတရွေ့ကုံဆုံးလာရင်မတိမတာနဲ့ပဲတကောက်ရအချိန်ကိုကြော်လွန်လာခဲ့ပြီ CCTV အခန်းထဲမှာတယောက်တည်းထိုင်နေတဲ့ဒီဝါကတော့ဖုံးပို့ရင်းနဲ့ပဲအချိန်ဖြုံးနေခဲ့တာပေါ့ဒါပေမဲ့နိုင်လက်တံကညတကောင်တနာရီခွဲကိုညွှန်ပြလိုက်တဲ့အချိန်မှာရင် CCTV ခန်းထဲကကင်မရာတစ်လုံးဟာရုတ်တရက်ဆိုသလိုလူမပါပဲသူ့အလိုလိုဒီဝါကရှိရဘက်ကိုလဲထွက်သွားခဲ့တယ်အခုဆိုရင်ဒီဝါကကိုယ်တိုင် CCTV screen ပေါ်မှာပေါ်နေပြီပေါ့သူလမ်းဖြန့်ပြီး screen ထဲကမိမိကိုယ်ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့အနောက်တက်တက်မှာလူတစ်ယောက်မတ်တက်ရက်နေအောင်လှမ်းမြင်လိုက်ရတယ်ဒါပေမဲ့သူလန့်ပြီးအနောက်ကိုကျုံကနေလှည့်ကြည့်လိုက်တော့ဘာမှရှိမနေပြန်ဘူးဒီဝါကအဲ့ဒီကင်မရာကိုမယုံနိုင်လောက်အောင်ကြောင်ကြည့်နေတော့အတီးအကျအဲ့ဒီအချိန်မှာပဲအခန်းတကားစီကနေထောက်ဆိုပြီးတကားခောက်တန်ထွက်ပေါ်လာတယ်ငါအိတ်ချင်မှုလို့ဖြစ်ပြီးဝေဝါးတွေရှောက်မြင်နေရထင်ပါရဲ့မိုးလင်းသွားတဲ့အချိန်မှာတော့နေဆိုင်လုံခြုံရေးက CCTV ခန်းထဲကိုဝင်လာခဲ့တယ်သူဝင်လာတော့ဒီဝါကကလထိုင်ပေါ်မှာညီညီလေးထိုင်နေတော့မယ်သူ့ရဲ့မျက်လုံးတွေကတော့ကင်မရာစကရင်စီကနေမခွာတမ်းကြည့်နေစေ။အော်မင်းကလုံခြုံရေးကတ်အစ်စ်ပေါ့ဟုတ်လား။ဟုတ်ကဲ့ကျွန်တော်ပါပဲ။ဒါနဲ့ညအခြေအနေဘယ်လိုလဲအဆင်ပြေရဲ့လား။ထူးထူးခြားခြားတော့မရှိပါဘူးဗျာ။တညလုံးထိုင်နေရတော့ခါးတွေနာကျင်ကြိုက်ခဲတာလွှဲရင်ပေါ့။ဒါမဲ့ရပါတယ်။ကျွန်တော်လည်းဖြည်းဖြည်းချင်းကျင့်သားရသွားမှာပါ။မင်းညမအိပ်မိဘူးမလား။မအိပ်ပါဘူး။ဒါပေမဲ့ကျွန်တော်တခုတော့နားမလည်ဘူးဗျာ။ညဘက်မှာလုံခြုံရေးကတ်တယောက်ကနိုင်ဝက်တနာရီလောက်မေးလိုက်ရုံနဲ့ဘာများသိရှိလို့လဲကျွန်တော်ဆိုလိုတာကအခြားနေရာတွေမှာလည်းဒီလိုပဲလုပ်နေကြတာပဲလေအခြားနေရာတွေမှာတော့ဟုတ်ချင်ဟုတ်လိမ့်မယ်ဒီဝါကပတ်ဘူးဒါပေမဲ့ဒီသစ္စာမှာတော့မရဘူးဒီနေရာမှာညဘက်အိပ်ပျော်သွားတာဟာသိချင်းတရားပဲဟာဗျာနောက်တာလည်းအတိုင်းထက်လွန်မယ်ထားပါတော့ကျွန်တော်သတိထားပါမယ်သွားပြီဗျာဒီနေရာကိုရောက်ကြတဲ့ကတွေ့ရလူတိုင်းကသူ့ကိုလာပြီးဆရာလုံးနေကြတယ်လို့ဒီဝါကခန်းစားနေရတယ်။သူတို့အားလုံးဟာအထက်လူကြီးဖားခြင်းလို့ခြောက်လန့်နေကြတာပဲလို့သူတွေးလိုက်မိတယ်။ဒါတွေအားလုံးဟာတာဝန်ကျချိန်မှာသူအိတ်မပျော်သွားအောင်တမင်တကာခြောက်လန့်ထားတဲ့စကားတွေလိုပဲသူကတော့ထင်နေခဲ့တာပေါ့။နောက်တနေ့ညမှာတော့ဇနီးတဲ့နဲ့ဖုံးပြောလို့ပြီးမှဒီဝါကဟာ CCTV screen ကိုကြောခိုင်းပြီးငြိမ်ငြိမ်လေးထိုင်နေခဲ့တယ်။သူ့ရဲ့မျက်လုံးတွေကအိတ်ချင်စိတ်ကြောင့်စိမ့်ကျနေပြီ။တညလုံးအိပ်ရေးပြတ်ထားပြီးနေ့ဘက်မှာလည်းကောင်းကောင်းအနားမရခဲ့တာကြောင့်သူ့ကောင်းတစ်ခုလုံးအုံထနေခဲ့ပြီ။တညလုံးမအိပ်ဖဲနေရတာတကယ်ကိုမလွယ်ကူပါလား။နေ့ဘက်လည်းအိပ်လို့မရအောင်။နည်းနည်းတော့မျက်စိမိတ်ထားမှဖြစ်မယ်။ဘာပဲဖြစ်ဖြစ်ဘသူသိမှာမလို့လဲ။အဲ့လိုပြောပြီးဒီဝါကစပွဲပေါ်ခေါင်းမောက်ချလိုက်ပြီးစက္ကန့်ပိုင်းအတွင်းမှာအိပ်ပျော်သွားခဲ့တော့တယ်။အချိန်အတန်ကြာလို့နိုင်လက်တံကတကြော့ပြန်တနာရီခွဲကိုရောက်ရှိသွားတဲ့အချိန်မှာတော့ရုတ်တရက်အပြင်ဘက်ကနေထူးဆန်းတဲ့အတန်တွေထွက်ပေါ်လာခဲ့တယ်။ဒီဝါကလမ်းဖြတ်နိုးလာပြီးတေချာနားဆွင့်ကြည့်လိုက်တော့အပြင်ဘက်မှာလူအများကြီးတပြိုင်နက်တည်းအော်ဟစ်ငိုကြွေးနေကြတဲ့အတန်ကြီးကိုကြားလိုက်ရတယ်။မီးလောင်နေပြီ။ကဲကြပါအောင်။မီးဘယ်မှာလောင်တာလဲ။ငါအပြင်ထွက်ပြီးတစ်ချက်လောက်သွားကြည့်မှဖြစ်မယ်။အတန်တွေကြားလို့ဒီဝါက CCTV ခန်းထဲကနေပြေးထွက်သွားတဲ့အချိန်မှာတော့ပတ်လည်မှာတိတ်ဆိတ်ချောက်ကပ်နေအောင်ပဲတွေ့ရတယ်။အခုဆိုရင်ဘာအတန်မှလည်းမကြားရတော့သလိုဘာလှုပ်ရှားမှုမှလည်းမရှိတော့ဘူး။ဒီမှာဘာမှမရှိပါလား။ငါအိမ်မက်နေရလား။မဟုတ်ဘူးမဟုတ်နိုင်တာ။ငါလူတွေအော်တဲ့အတန်ကိုအတိုင်းသာရှင်းလင်းကြားလိုက်ရတာ။ဒီနေရာမှာတခုတော့ထူးဆန်းနေပြီ။မင်းညလည်းကွက်တီတနာရီခွဲမှာတခုဖြစ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းဘာဆက်ဖြစ်တာလဲ။ဒီ
ဝါကချက်ချင်းပဲ CCTV ခန်းထဲကိုပြန်ပြေးဝင်လာပြီးမင်းညရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေကိုပြန်လည်စစ်ဆေးတော့တယ်။ဒါပေမဲ့ဖိုင်ကိုကြည့်နေရင်နဲ့သူသတိထားမိလိုက်တာကကွက်တိတနာရီခွဲနောက်ပိုင်းက9မိနစ်စာဗီဒီယိုဖိုင်ဟာပျောက်ဆုံးနေတာပဲ။ဒီအခြေအနေကိုမြင်လိုက်ရတော့သူ့ရဲ့ရင်ဘတ်ထဲမှာစိုးရိမ်ပူပန်မှုတွေပိုပြီးတိုးလာခဲ့တယ်။သူချက်ချင်းပဲအဲ့ဒီပျောက်ဆုံးနေတဲ့ဖိုင်ကိုပြန်ဆယ်ဖို့ကြိုးစားလိုက်တယ်။စခရင်ပေါ်မှာဗီဒီယိုဖိုင်ပြန်ပွင့်လာတဲ့အချိန်မှာတော့သူ့ရဲ့ဝိညာဉ်မှာလွင်ထွက်မတက်ထိတ်လန့်သွားခဲ့ရတယ်။စခရင်ရဲ့အမောင်တို့တွေမှာတင်းဆက်ရဲ့အလယ်မှာရောက်နေတာဘာလို့လဲ။ဒီဝါကကိုယ်တိုင်ဖြစ်နေတယ်။သူကဘာလုပ်နေရလဲဆိုတော့မီးကျွမ်းနေတဲ့လူတွေအလောင်းကြီးတွေကိုကျမ်းမြင့်ပေါ်မှာတရွတ်တိုက်ဆွဲခေါ်ပြီးအပြင်ကိုထုတ်နေခဲ့တာ။ဒီမြင်ကွင်းကိုမြင်လိုက်ရတာနဲ့တင်ဒီဝါကရဲ့မျက်နှာတစ်ခုလုံးသွေးဆုပ်ဖြူလော်သွားပြီးနှစ်ဖူးကနေချွေးစေးတွေဒီဒီကျကလက်တွေပါတုံရီလာခဲ့တော့တယ်။မဟုတ်ဘူးဒါငါမဟုတ်နိုင်ဘူးငါမန်နေဂျာစီချက်ချင်းဖုန်းဆက်မှဖြစ်မယ်။ဒီဝါကတုံလုံးခြောက်ချားနေတဲ့လက်တွေနဲ့မန်နေဂျာစီဖုန်းခေါ်ဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့ဖုန်းထဲမှာတော့လိုင်းကလုံးဝမရှိတော့ဘူး။သူအကြောက်လွန်ပြီးအပြင်ဘက်ကိုပြေးထွက်ခဲ့တော့တယ်။ဒါပေမဲ့ CCTV အခန်းထဲကနေအပြင်ကိုထွက်လိုက်မိတာဟာဒီဝါကအတွက်တော့အကြီးမားဆုံးအမှားတစ်ခုဖြစ်သွားခဲ့ရပြီ။သူအပြင်ကိုရောက်ချင်းမြင်လိုက်ရတာကပတ်လည်မှာရှိတဲ့အရာအလုံးဟာမီးလောင်ပြကျပြီးပျက်စီးနေတာပဲ။လေတို့တွေမှာလည်းမီးကျွမ်းနှံ့တွေနဲ့မီးခိုးငွေတွေထောင်းထားလို့ဒီဝါကခြေလမ်းတွေကိုဖြည်းဖြည်းချင်းလှမ်းရင်ရှေ့တိုးလာတဲ့အချိန်မှာပဲသူ့ရဲ့အကြည့်တွေကချမ်းမြင့်ပေါ်ကိုကြာရောက်သွားခဲ့တယ်။ချမ်းမြင့်ပေါ်မှာတော့တဝက်တစ်ပြက်မီးလောင်ကျွမ်းနေတဲ့အလောင်းတွေနေရာအနှံ့ပုံနေတဲ့အယိုးစုတွေမီးကျွမ်းနေတဲ့အယိုးတွေနဲ့အရေးပျော်ကျနေတဲ့အသားအစာတွေအဲ့ဒီအရာတွေအားလုံးဟာလူတယောက်ကသူတို့ကိုတေးအောင်ပစ်ထားခဲ့သလိုမျိုးစုပုံကျိုးပဲလို့ဒါရီကဘလို့ဖြစ်နိုင်မှာလဲငါဒီနေရာကနေအမြန်ဆုံးထွက်ပြေးမှဖြစ်မယ်ရှုပ်တရားဆိုသလိုအဲ့ဒီမီးကျွမ်းနေတဲ့အလောင်းတွေကတလောင်းဟာအသက်ရှိသလိုမျိုးအနှဲငယ်လှုပ်ရှားလာခဲ့တယ်ဒီဝါကရဲ့ရင်ဘတ်ထဲမှာနှလုံးခုန်သံတွေဒိန်းကနေတုံးကနေမြည်လာပြီးသူချက်ချင်းအနောက်ကိုလှည့်က CCTV ခန်းရှိရာဘက်ကိုတုတ်ချိတ်တင်ပြေးခဲ့တော့တယ်။ဒါပေမဲ့သူ CCTV ခန်းဝနာကိုရောက်ခါနီးမှတင်သူ့ရဲ့ခြေလမ်းတွေကတုတ်ကနေရက်တန့်သွားခဲ့ရပြန်တယ်။ရှေ့ကအမောင်တို့တွေမှာထွားကြိုက်လာတဲ့လူတစ်ယောက်ရဲ့မဲမောင်နေတဲ့တရေအရေးကြီးကမတ်တရစောင့်ကြုံနေတာ။သူ့ရဲ့ဝင်စားတွေကမီးလောင်ကျွမ်းထားပြီးတော့ခန္ဓာကိုယ်ကနေလည်းမီးခိုးငွေတွေထွက်နေတော့မယ်။သူ့ရဲ့မျက်နှာကြီးကတော့မျက်လုံးတစ်ဖက်ကညက်တွင်းထဲကနေပြုတ်ကျပြီးတွဲလောင်းကြီးဖြစ်နေတယ်။ခြံတဲ့မျက်လုံးတစ်ဖက်ကလည်းအောက်ကိုတွဲကျနေခဲ့တယ်။တရေကြီးဘယ်သူရှိလဲဗျာကဲကြပါဦးကျွန်တော်ဒီကနေမားထုတ်ပေးကြပါဦးဘယ်သူမှမရှိကြဘူးလားကဲပါဦးအဲ့ဒီမီးကျွမ်းနေတဲ့လူတွေကောင်ကြီးကဒီဝါကကိုအားပြင်းပြင်းနဲ့ဖမ်းဆုံးလိုက်ပြီးမီးတောက်နေတဲ့တစ်တုံးပုံကြီးတွေကိုတွန်းပိုးပစ်လိုက်တော့တယ်မီးပုံတွေကိုကျသွားတာနဲ့ဒီဝါကရဲ့အဝတ်စားတွေမှာမီးတွေဆွဲလောင်ပြီးခန္ဓာကိုယ်တစ်ခုလုံးပူလောင်ဆူရှတဲ့ဝေဒနာကိုခံစားလိုက်ရတော့တာပဲကဲကြပါဦးဒီဝါကကန်ကောင်းထောင်းမစွာနဲ့အားမွေပြီးဘေးနားကရေကန်ကြီးတဲ့ကိုလှိမ့်ချလိုက်လို့အသက်ဘေးကလွတ်သွားခဲ့တယ်အသက်မသေးခဲ့ပေမဲ့သူ့ရဲ့လက်မောင်းတွေနဲ့ပခုံးတွေကတော့မီးလောင်တရားတွေပြင်းပြင်းထန်ထန်ရသွားခဲ့ပြီငါမနှက်ပြန်ကြရင်ပဲဒီလောက်ကနေချက်ချင်းထွက်တော့မယ်ကြောက်လန့်တုန်လှုပ်နေတဲ့ဒီဝါကဟာသတိလက်လုံးနဲ့ထွက်ပြေးနေတော့လမ်းမှာမန်နေဂျာဆန်ကြီးနဲ့ဝင်တိုက်မိပြီးတောက်ကနေရပ်သွားခဲ့တယ်မိမိရှိမှမန်နေဂျာကိုမြင်လိုက်ရတဲ့အတွက်သူ့မျက်နှာမှာတက်ပြေးချနိုင်ပြီးအသက်ရှူချောင်သွားခဲ့ရတယ်အမောင်တို့တွေမှာမျောလင်းချက်ရောင်ကြီးတစ်ခုကိုတွေးလိုက်ရသလိုပါပဲဟေးတတိချောင်းလေဘာဖြစ်လာတာလဲအားလုံးအဆင်ပြေရဲ့လားမန်နေဂျာအထဲမှာတရေရှိရဲ့ဗျကျွန်တော်ဒီလောက်ကိုဆက်မလုပ်နိုင်တော့ကျွန်တော်ဒီနေရာကနေအမြန်ဆုံးခေါ်ထုတ်သွားပေးပါဒီဝါကမင်းတို့ငါညဘက်အပြင်မထွက်ဖို့ဘာလို့တားမြစ်ခဲ့ရလဲဆိုတာခုသိပြီမလားမင်းမတိုင်ခင်ကလည်းဒီသစ္စာမှာဒီလိုထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံခဲ့ဘူးလို့ပဲကဲထားပါတော့ငါနဲ့အတူလိုက်ခဲ့ငါတို့အထဲကိုနောက်တစ်ခါသွားကြည့်ကြတာပေါ့ပြီးရင်ဒီနေ့ညတော့မင်းငါရုံးကန်းထဲမှာပဲနားလိုက်မနေ့ပြန်ကြရင်မင်းရဲ့တာဝန်ကိုနေဆိုင်ပြောင်းပေးမယ်ဟုတ်ပြီလား
ဒီဝါကလည်းခေါင်းငိမ်ပြီးသဘောတူလိုက်ရုံကလွဲလို့တခြားရွေးချယ်စရာမရှိခဲ့ဘူးလေခဏကြာမှတော့သူတို့နှစ်ယောက်တစ်ဆက်ရဲ့ထဲကိုပြန်ဝင်ခဲ့ကြတယ်မန်နေဂျာဘေးမှာရှိနေတော့ဒီဝါကရဲ့ကြောက်စိတ်ကလည်းအနှဲငယ်လျော့ပါသွားခဲ့ပြီဒီဝါကဘယ်ကုမ္ပဏီဘသူစီမှာပဲအလုပ်လုပ်ပေါ်မှာအမြဲတမ်းရိုးသားစူးစမ်းရတယ်ကွဘာလို့လဲဆိုတော့ငယ်သေးရဲ့ပေါ်ဆောင်မှုတစ်ခုကတခါတလေမှကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သွားစေနိုင်လို့ပဲဒီသစ္စာမှာလည်းတခါကအဲ့လိုဖြစ်ခဲ့ပူပြီးအားလုံးပျက်စီးသွားခဲ့ရတယ်အဲ့ဒီတော့ဘာဖြစ်ခဲ့လို့လဲဆရာတညာတော့တာဝန်ကျရဲ့လုံခြုံရေးကပေါ့ဆပြီးမီးညှိထားတဲ့ဆေးပေါလိပ်ကိုတောင်းတနေရာကိုပြေးချလိုက်မိတယ်အဲ့ဒီကနေမီးကတဖြည်းဖြည်းကူးဆက်ပြီးသစ္စာတစ်ခုလုံးမီးဟုံဟုံတောက်လောင်တော့တာပဲဒီသတင်းကိုကုမ္ပဏီပိုင်ရှင်ကြားတော့သူလည်းအလောတကြီးပြေးလာခဲ့တယ်လူတွေကသူ့ကိုတားကြပေမဲ့သူကမီးငိမ့်တက်ဖို့အထဲကိုစွတ်တိုးဝင်သွားရင်အဲ့ဒီတစ်တုံးကြီးတွေကြားမှာပဲမီးလောင်ပြီးတေဆုံးသွားခဲ့ရရှာတယ်အဲ့ဒီအချိန်အားစပြီးသူ့ရဲ့ဝိညာဉ်ကဒီသစ္စာထဲမှာလှည့်လည်ကျက်စားနေပြီးတော့ဘယ်လုံခြုံရေးကပ်မဆိုတာဝန်ချိန်မှာအိပ်ပျော်သွားရင်ဖြစ်ဖြစ်စီကံဖောက်ပြက်ရင်ဖြစ်ဖြစ်သူကအသက်ရှင်လျက်လုံးဝမထားတော့မန်နေဂျာရဲ့စကားကိုနားထောင်ရင်ဒီဝါကရှေ့ကိုလှမ်းအလာမှာရှုပ်တရက်သူ့ခြေထောက်ကအရာတစ်ခုကိုခလုတ်တိုက်မိသွားတယ်သူဖုန်းရဲ့တံမီကိုဖွင့်ပြီးအောက်ကိုငုံကြည့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ရင်ဘတ်တစ်ခုလုံးဒိန်းကနေဖြစ်သွားခဲ့ရတယ်ကျမ်းမြင့်ပေါ်မှာတဝက်တစ်ပြက်မီးလောင်ကျွမ်းနေတဲ့လူသေးလောင်းကြီးတစ်ခုကမှောက်လျက်သားလဲကျနေတာဆရာဒီအလောင်းကခုနကကျွန်တော်မြင်ခဲ့ရတဲ့အလောင်းတွေနဲ့အတူတူပဲဗျစိတ်အေးထားစမ်းငါ့ကိုကြည့်ခွင့်ပေးအောင်မန်နေဂျာကရှေ့ကိုတိုးသွားပြီးအဲ့ဒီအလောင်းကိုဆွဲလန့်ပြီးအပေါ်ကိုလှန်လိုက်တယ်အလောင်းကိုပက်လက်လှန်လိုက်တဲ့အချိန်မှာဒီဝါကားရဲ့အသက်ရှူသံတွေရပ်တန့်သွားခဲ့ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီမီးကျွမ်းနေတဲ့မျက်နှာကမန်နေဂျာဆန်ကြီးရဲ့မျက်နှာကြီးဖြစ်နေလို့ပဲအဲ့ဒါကသူ့ရဲ့ကိုယ်ပိုင်အလောင်းကြီးဗျာဒီဝါကတုံရင်နေတဲ့လက်တွေနဲ့ဘေးနားကမန်နေဂျာကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့မန်နေဂျာရဲ့နေရာမှာခုနကမြင်ခဲ့ရတဲ့မီးကျွမ်းနေတဲ့တရေမျက်နှာစိုးကြီးကအစားထိုးရောက်ရှိနေပြီတောက်လောင်နေတဲ့မျက်လုံးတွေမီးကျွမ်းနေတဲ့အရေပြားတွေနဲ့နှုတ်ခမ်းပေါ်မှာတော့ကြောက်မက်ဖွယ်ရာအပြုံးစိုးကြီးနဲ့မင်းကဘာလုပ်လဲငါဒီသစ္စာရဲ့အပိုင်ရှင်ပဲပြီးတော့ငါအခုထိဒီသစ္စာထဲမှာတာဝန်ကျချိန်အိပ်ပျော်နေတဲ့လုံခြုံရေးကတ်တိုင်းကိုသင်ခန်းစာပေးနေတဲ့လူပဲပြီးတော့အဲ့ဒီပေါ်ဆောင်မှုရဲ့ပြစ်ဒဏ်ကတော့တိတ်တန်တစ်ခုတည်းပဲနောက်တနေ့မနက်လူတွေရောက်ရှိလာတဲ့အချိန်မှာတော့ဒီဝါကားရဲ့ရုပ်အလောင်းကိုသစ္စာရဲ့အထဲမှာတေဆုံးလျက်သားတွေ့ရှိခဲ့ရတယ်သူ့ရဲ့မျက်နှာပေါ်မှာတော့မတေဆုံးခင်ကခံစားခဲ့ရတဲ့ကြောက်ရွံ့တုန်လှုပ်မှုတွေကအထိုင်အမိုက်အေးခဲလို့နေစေပဲတနည်းအားဖြင့်သူမတေဆုံးခင်မှာသူဘလို့မှမခံစားနိုင်တော့တဲ့ကြောက်မက်ဖွယ်ရာအမှန်တရားကြီးကိုမြင်တွေ့သွားခဲ့ရတယ်လို့ပါပဲဒါပေမဲ့အဲ့ဒီညကဖြစ်ပျက်ခဲ့တဲ့အမှန်တရားကဘာလဲဆိုတာကိုတော့ဒီသစ္စာအိုကြီးရဲ့မီးကျွမ်းနေတဲ့နေရာဟောင်းတွေကပဲယနေ့ထက်ထိတိတ်တဆိတ်သိရှိနေပါတော့တယ်မိဘပြည်သူတော်တာရှင်အပေါင်းတို့ရှင်အခုတင်ဆက်ပေးခဲ့တဲ့တရေဆက်လန်းဗီဒီယိုလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ like and share လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဒီလိုမျိုးစိတ်လှုပ်ရှား6လန့်စရာဇာတ်လမ်းကောင်းတွေကိုဆက်လက်နားဆင်နိုင်မှုကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးကြပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေရှင်